အားလုံးပဲမင်္ဂလာပါရှင်။မေလေးကိုစောင်းလေးနဲ့စူတီးလေးဆိုပြပါအောင်လို့တောင်းဆိုနေတဲ့ပြည်သက်တွေတမေလေးစောင်းလေးမတိတာတော်ကြာပါပြီ။ဒါပေမဲ့တောင်းဆိုတဲ့ပြည်သက်တွေကရတနာပေါ်သချင်းလေးကိုစူတီးလေးဆိုပြချင်ပါတယ်ရှင်။နောက်တော့ဆင်ပြပါအောင်။ Share